ရလည်းလောက်တော့ရှားလာဒီချားတာပေါ့ခင်ဗျာမင်းမတီးမျိုးခင်ဗျာမတီးဒီကောင်တော့ဟုတ်ပါဟဲ့မတီးဖွေးနာငါတီးတူတဲ့ကောင်တူတော့ဒီငါးမြောက်သွားမှဖြစ်ပါတယ်ငါးမြောက်သွားမှဘာကောင်းနေဆွဲမလို့သာတစ်ချက်လိုက်ပြီးတော့ရှိဝေးကြပါအောင်ဟောဒီဖော်မန်းနဲ့ဖော်ပါလို့ဖော်မန်းတကောင်ရပြီတကောင်မျိုးကောင်နေဆွဲမျိုးကောင်နေဆွဲတာမျိုးကောင်နေရောက်တော့ဒါမျိုးကောင်နေဒီကောင်ဆွဲတဲ့ကောင်ဒါမျိုးကောင်မသုံးဆောင်ရတဲ့ကောင်ဒီမှာမစုံလို့ခေါ်တဲ့ခဏန်းလုံးနေညာနေစိတ်နှောက်ချက်တော်တော်ဝေးတဲ့ကောင်တွေပေါ့ဗျာလေဝမ်းသာအာရနဲ့ပြေးလာပြီဗျာဟုတ်တယ်အာရလို့ရဒီဘိုင်းညာဒီဘက်ကဒါမျိုးကောင်တွေမှာဆိုတာဒါမျိုးကောင်တွေမွေငါရှင်းတယ်နေပါဆိုငါရှင်းတော့ငဝင်ကောက်ထင်းနေပါဆိုလို့မွေလို့မွေပါဆွဲရအောင်ဘယ်လိုပြောမှာလဲဘယ်လိုကြီးမှချိတ်နေတာငါလခွေးတယ်မှာရှင်မွေကိုက်လာပေါ့ငါဘယ်လိုပြောမှာမပြောရဲဘူးဗျဆရာကြီးရေမွေဖြုတ်နော်ဒီနေထားတော့ငါးမြောက်ကွင်းရှာရင်နဲ့တိုက်ရှင်းတဲ့ဝိုင်းပါရောက်ကိုကမိုင်းရှင်းလဲတိုက်သိမ်းစဲနေကမိုင်းရှင်းတိုက်သိမ်းစဲနေပါဗျာကမိုင်းရှင်းတိုက်သိမ်းစဲနေဒါဆိုတော့နောက်ကအေးစိတ်လာများလေးရိုက်ငါးတော့ရိုက်မပြတော့ဘူးဗျာငါနည်းနည်းလေးဆိုရှက်လို့လေအားလုံးကနောက်ဗီဒီယိုမှာပြန်လဲထုံးလို့ကြတာပေါ့